အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Tower S Channel လေးကနေကြိုဆိုလိုက်ပါတယ် အနေကတော့စိတ်ဝင်စားစရာအကြောင်းအရာတွေအတွေးအမြင်နဲ့အတွေ့အကြုံတွေကိုဗုဒ္ဓဝနေ့ည9:00 နာရီတိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အဲ့ဒီတကားအဆက်မပြတ်ခေါင်းနေရပေါ့နော်အဆက်မပြတ်ခေါင်းနေတော့ဘာဖြစ်လို့ခေါင်းနေရလဲပေါ့နေကြောက်လို့လားဘာမှလည်းမပြောဘူးဒါပေမဲ့အဲ့ဒီခြေသားကြားနေရတော့မယ်လေကားကကွာအလိုဆုံးရှိမှရှစ်ထက်ကိုဒီခြေတန်းကဘာလို့မရက်မနာလေကားတက်နေတဲ့ခြေတန်းပဲကြားနေရလဲဆိုတာတော့တော်တော်ထူးဆန်းသွားတာပေါ့နော်လှည့်ကြည့်လိုက်တဲ့အခါမှာလုံးဝကိုမဝင့်မခွင့်ရဒီတစ်ပတ်မှာတော့အဆောင်မှာကြုံတွေ့ရတဲ့ပရလောကအကြောင်းကိုဘီဘီကနေမျှဝေပေးသွားမှာပဲဖြစ်ပါတယ် โอเคအဲ့ဆိုရင်ဒီဘီဘီဆောင်မနေခဲ့ရတယ်ဆိုတာကိုယ်တိုင်ကြုံနေတာလားဒါမှမဟုတ်အဲ့လိုတကယ်ချင်းနေစီကအကြောင်းနောက်မှရှိတာလား တရားကြောင့်ဘီဘီကိုယ်တိုင်ကြုံတွေ့ခဲ့ရတာမဟုတ်ဘူးပြီးတော့ဘီဘီလည်းနေလို့ကြုံတွေ့ခဲ့ရတာမဟုတ်ဘူးပေါ့နော်လွန်ခဲ့တဲ့နှစ်နဲ့10လောက်တုန်းကအမားတယောက်ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာကိုပြန်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ် โอเคအဲ့ဆိုရင်ဘီဘီဘက်ကစလိုက်ကြရအောင် ဟုတ်ကဲ့ပါဆိုဒီအမားကပေါ့နော်သူဒီ10တန်းတက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီကျောင်းမှာအဆောင်မှာတခါလေးနေလိုက်တယ်ပေါ့နော်ကျောင်းနေရဲ့အဆောင်ဆိုတော့တည့်ရဲ့အတိုင်းပဲလေလူတစ်ခန်းမှာဆိုလို့ရှိရင်သူတို့နေခဲ့တော့ဆိုတစ်ခန်းမှာကဘယ်နှယောက်စီနေရလဲဆိုတော့6ယောက်တစ်ခန်းနေရခဲ့တယ်ပေါ့နော်နေခဲ့ရတဲ့ခါမှာကျတော့ပထမတော့အဲ့ဒီဆောင်ကကျတော့ဒီကျောင်းကပေါ့နော်အဲ့လိုမျိုးပရလောကနဲ့ပတ်သက်ပြီးတော့လေသတင်းတွေထွက်တာတွေဘာတွေလည်းမရှိခဲ့ဘူးတခြားလို့ထူးထူးဆန်းဆန်းဖြစ်စဉ်တွေလည်းသူမရှိခဲ့ဘူးပေါ့နော်သူကဒီ9တန်းရော10တန်းရောနှစ်နှစ်လုံးကအဲ့ဒီအကြောင်းမှာပဲအဆောင်နေနဲ့တက်လာခဲ့တာဆိုတော့ဒီအရှိမဆိုလို့ရှိရင်လည်းဒီလိုမျိုးတခြားအကြောင်းတွေလိုမျိုးဒီပြောဘူးနာပြောကြတဲ့အကြောင်းတွေပေါ့နော်တရေအကြောင်းတွေဒီလက်ဆင့်ကန်တဲ့အကြောင်းအရာတွေတော့မရှိခဲ့တဲ့အကြောင်းပေါ့နော်ဒါပေမဲ့သူတို့အဲ့မှာဘယ်လိုဖြစ်လဲဆိုတော့သူတက်တဲ့ batch မှာကောင်မလေးတယောက်ရှိရပေါ့နော်သူတို့ရဲ့အခန်းပေါ်ကောင်မလေးပဲသူတို့နဲ့ဒီခုနကတော့အဆောင်ခန်းကလည်းတူတူပဲ6ယောက်နေတဲ့တရားကောင်မလေးတယောက်ကတနေ့ကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီသူ့အမေတွေဒီလိုမျိုးအဆောင်ကကျတော့မိဘတွေလာတွေ့တဲ့အချိန်ပေးထားတဲ့အချိန်ရှိရပေါ့နော်အချိန်ရှိတဲ့အခါကျတော့ဒါပေမဲ့ကောင်မလေးကကျတော့သူ့မိဘတွေကအရေးကြီးလာတွေ့တဲ့အခါကျတော့ဒါခိုးပြီးတော့ထွက်ကားတဲ့အချိန်ဖြစ်သွားတာပေါ့နော်ဒီခိုးပြီးတော့ထွက်တဲ့အခါမှာဆိုလို့ရှိရင်သူမိဘတွေကဟိုဘက်ချမ်းမှာကားနဲ့ရက်ဆောင်နေတယ်သူကဒီကားလမ်းကူးတဲ့အချိန်မှာဒီဘတ်ကားတစ်ခုနဲ့ဝင်တိုက်နေတာတိုက်မိသွားတဲ့အခါမှာဘယ်လိုဖြစ်သွားလဲဆိုတော့သူကတိုက်မယုံနေမကပဲနဲ့ကြိတ်ပါကြိတ်မိသွားတဲ့အခါကျတော့လေဦးကောင်းကနည်းနည်းအဲ့လိုဘယ်လိုပြောမလဲဦးကောင်းလည်းလုံးဝပြားပြီးတော့အဲ့လိုမျိုးဖြစ်သွားခဲ့တယ်ပေါ့နော်အဖြစ်တော်ဆိုးသွားခဲ့တယ်ဆိုတော့အဲ့လိုဖြစ်တဲ့အချိန်မှာကျတော့အကုန်လုံးလည်းဒီအဆောင်တစ်ဆောင်လုံးလည်းအရန်ထိတ်လန့်သွားကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအဆောင်ရှိမှပဲဖြစ်သွားခဲ့တာပေါ့နော်ဖြစ်သွားခဲ့တယ်ဆိုတော့အားလုံးလည်းဝမ်းနေကြတယ်ပြီးတော့အဲ့အမကလည်းဒီသူနဲ့တခန်းနဲ့နေတဲ့အခန်းပေါ်ကဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့အရန်ကိုဝမ်းနေကြရပေါ့နော်ဒါပေမဲ့အဲ့မှာလေသူတို့ကဒီအကြောင်းရှိမှပဲဖြစ်သွားတယ်ဆောင်းရှိမှပဲဖြစ်သွားတဲ့အခါကျတော့ဒီမှာပဲအမျှဝေတယ်ပေါ့နော်လှုပ်ရှားရှိရလေးလှုပ်ကြရပေါ့နော်အဲ့ဒါလေးပြီးတော့ဒီဘာမှမထူးဆန်းသေးဘူးပထမတစ်ရက်နှစ်ရက်ကတော့လေပထမတစ်ရက်နှစ်ရက်ကဘာမှမထူးဆန်းတော့အဆောင်ကလူတွေကပထမအရန်ကြောက်ကြတယ်ဒီအဆောင်မှာရှိမှလည်းဖြစ်သွားအဆောင်မှာနေတဲ့သူလည်းဖြစ်တဲ့အခါကျတော့သူတို့အရန်ကြောက်ကြပေမဲ့ဘာမှမထူးဆန်းတော့ဘာမှတော့မဖြစ်ဘူးပေါ့နော်သူဒီတိုင်းပဲကျွတ်သွားရလားပေါ့ဒီလိုမျိုးထင်ကြရပေါ့နော်ဒါပေမဲ့တနေ့ကျတော့ဒီဘလို့ဖြစ်လဲဆိုတော့တနေ့မှာအစပြီးတော့ထူးဆန်းလာတာကကြောင့်3ရက်မြောက်နေ့မှာအစပြီးတော့ထူးဆန်းလာခဲ့ပေါ့နော်ဘလို့ထူးဆန်းလာခဲ့လဲဆိုတော့သူတို့ဒီကာယအချိန်ရှိရယ်ကာယအချိန်ရှိတော့ကာယမှာသွားပြီးတော့ကာယသွားပြီးတော့အဲ့ကားအချိန်ပေါ့နော်ကားအချိန်သွားကြတယ်သွားကြတော့ခန်းထဲမှာဘယ်သူမှမကြံခဲ့ဘူးပေါ့နော်အဲ့ဒီအမာကြီးရဲ့ဒီတေဆုံးသွားတဲ့အမာကြီးရဲ့ခုံကလည်းသူကအလုံးဝကိုသူတို့ကခုံတင်ထားပြီးတော့အလွတ်ထားတာပေါ့နော်ဒါပေမဲ့ဘလို့ဖြစ်လဲဆိုတော့သူတို့အားလုံးကားအချိန်ကနေပြန်လာတဲ့အချိန်မှာဒီသူတို့ကကားအချိန်သွားပြီဆိုလို့ရှိရင်ခန်းတကားတွေကိုလုံးဝတော့ခတ်ခဲ့ပြီးတော့အဲ့လိုသွားကြတာပေါ့နော်သွားကြတော့ကားအချိန်ကပြန်ပြီးတော့ကြောင်းကန်းနဲ့ပြန်နေတဲ့အချိန်မှာအဲ့ဒီခုနကတော့တေဆုံးသွားတယ်ဆိုတော့အမာကြီးရဲ့ခုံကအောက်ကိုပြုတ်ကျပြီးတော့အဲ့ဒီခုံပေါ်မှာအဲ့ဒီစပွဲခုံပေါ်မှာစာရုပ်တအုပ်ကစာမျက်နှာတွေလန်ပြီးတော့ရှိနေတာဆိုတော့သူတို့စဉ်းစားလိုက်တာဘာဖြစ်လို့ဒီစပွဲကုန်းမှာဒီလိုဖြစ်တာလဲပေါ့ဒီစပွဲကုန်းမှာဘာလို့ဒီလိုဖြစ်တာလဲဆိုပြီးတော့သူတို့စဉ်းစားတယ်ဘယ်သူမှလည်းမရှိဘဲနဲ့ဘာလို့ဒီဟာဒီလိုဖြစ်နေရလဲဆိုပြီးတော့သူတို့စဉ်းစားတဲ့အချိန်မှာအရန်ကိုကြောက်လန့်သွားကြတယ်သူတို့ဆီယာမကိုသွားပြောကြတယ်တော်တော်လေးကိုပွဲရဆူသွားခဲ့တယ်ပေါ့နော်ဒီဟာကအာ
အားလုံးလည်းကားချိန်သွားတယ်ဘယ်သူမှလည်းမရှိတဲ့အချိန်မှာဒီလိုဖြစ်တဲ့အတွက်ကြောင့်မလို့ဆီယာမကလည်းအရန်ကိုရှုပ်ထွေးနေရပေါ့နော်အဲ့ဒါနဲ့ဘာဖြစ်လဲဘယ်သူတွေစသေးလဲပေါ့ကျောင်းမှာစားနောက်ကတည်းကလည်းရှိရခါကြတော့ဘယ်သူတွေစသေးလဲပေါ့နော်စားရတဲ့သူတွေပြောတခါလေးပြောဒါစားကြနောက်ဆရာမဟုတ်ဘူးနော်ဆိုပြီးတော့ပြောတော့လေဘယ်သူမှလည်းမစဘူးပေါ့နော်ဘယ်သူမှလည်းမစဘူးဆိုတော့ဒါဘယ်လိုဖြစ်လာလဲပေါ့ဒါမဲ့ဆီယာမကလည်းထားလိုက်ပါတော့ပေါ့တယောက်ဒီကျောင်းသူတွေကျောင်းမှာကျောင်းသားရဲ့ကျောင်းသူတွေကျောင်းမှာဆိုတော့ဆီယာမကလည်းဒါတယောက်စထားကနေမှထားလိုက်ဆိုရင်ပြန်တင်လိုက်အဲ့စားကိုသိမ်းပြီးတော့ဆိုတော့စားကိုသိမ်းပြီးတော့ပြန်ပြီးတော့ခုံတွေပါလဲတင်လိုက်တယ်ပေါ့နော်အဲ့မှာကျတော့အဲ့မှာပြီးသွားတယ်နောက်တော့သူတို့ဒီကျောင်းစတင်ချိန်ပြီးတော့အဆောင်ပြန်ကြတယ်ညနေပိုင်းမှာဆိုလို့ရှိရင်အဆောင်ပြန်ရောက်ပြီဆိုလို့ရှိရင်ရေမိုးချိုးကြရတယ်လေအဆောင်မှာကျတော့ဒီသူတို့ရေချိုးတဲ့နေရာကကျတော့ဒီဘယ်လိုပြောမလဲpublic ပုံစံမျိုးဆိုတော့အခန်းကရေချိုးခန်းကသူတို့က6ခန်းလောက်ရှိတယ်အဲ့မိန်းကလေးဆိုလဲမိန်းကလေးယောက်ျားလေးဆောင်ကတော့ဟိုဘက်မှာမိန်းကလေးဆောင်တက်တက်အဝေးကြီးပေါ့နော်ဆိုတော့မိန်းကလေးဆောင်မှာကလို့6ခန်းရှိတယ်ရေချိုးခန်း6ခန်းရှိတယ်ဆိုတော့မှရေချိုးကြရပေါ့နော်အားလုံးတလဲစီချိုးကြတဲ့အခါမှာဒီအမကခုနကတော့ဘီဘီကိုပြောပြရဲဆိုအမကဘလို့ခံစားရလဲဆိုတော့သူရေချိုးနေတဲ့အချိန်မှာသူတငယ်ချင်းကပထမစောင့်ပေးမယ်ပေါ့နော်သူတငယ်ချင်းကရေချိုးမယ်ဆိုပြီးတော့သူကနေရပေါ့နော်โอเคအဲ့ဆိုတော့ငါရင်ဝေချိုးလိုက်မယ်နော်ဆိုသူတငယ်ချင်းပြင်မှာဒီပစ္စည်းတွေပါပြင်ဆင်နေရပေါ့နော်ရေချိုးဖို့အတွက်ကိုအဲ့အားနဲ့ပြီးလဲပြီးတော့တကယ်တော့အိမ်မကြီးကဒီစက်ပြတော့မေးလို့ဆိုပြီးတော့စက်ပြသွားယူတာအခန်းထဲမှာပြီးတော့ဒီဘီဘီကိုပြောပြတဲ့အမတယောက်ပဲအဲ့ရေချိုးခန်းထဲမှာကြံခဲ့တာရေချိုးနေနေဒါပေမဲ့ဘလို့ဖြစ်လဲဆိုတော့လေအရှိကနေပြီးတော့အမကြီးရေချိုးနေတဲ့တကားကိုလာခောက်တဲ့အတန်ကြားရတယ်ပေါ့နော်အမကြီးကလည်းသူ့ငယ်ချင်းထင်လို့ဆိုပြီးတော့နေဘာလို့ခောက်နေရလဲပေါ့နော်ငါရေချိုးနေတယ်မပြီးသေးဘူးနေဝင်ချိုးလိုက်လေလို့ဆိုပြီးတော့ပြောရပေါ့နော်ဒါပေမဲ့အဲ့ဒီတကားအဆက်မပြတ်ခောက်နေရပေါ့နော်အဆက်မပြတ်ခောက်နေတော့ဘာလို့ခောက်နေရလဲပေါ့နေကြောက်လို့လားဘာမှလည်းပြန်မပြောဘူးဘာမှလည်းပြန်မပြောတော့သူလည်းနည်းနည်းလေးတော့လန့်သွားရပေါ့နော်ဟဲ့နေရှိသေးလားဘာညာနဲ့ပြောတော့လေဘာမှလည်းမပြောဘူးအဲ့တကားဆက်ခောက်နေတဖြည်းဖြည်းနဲ့ခောက်တဲ့အတန်ပိုပြီးတော့ကျေလာပြီးတော့တောက်လျှောက်ကိုခောက်နေရပေါ့နော်ဆိုတော့အမိုင်းလေးလန့်ပြီးတော့ရေချိုးနေရရက်ပြီးတော့ဒီရေကိုမြန်မြန်ချိုးပြီးတော့အပြင်ထွက်လာတဲ့ခါမှာလည်းဘယ်သူမှလည်းမရှိနေဘူးအဲ့နဲ့သူရမ်းလန့်သွားတယ်ဘယ်သူမှမရှိဘဲနဲ့ဘလို့ဖြစ်တာလဲပေါ့နော်ပြီးတော့သူတငယ်ချင်းကဆက်ပြယူပြီးတော့ပြန်လာတဲ့ခါမှာဘာဒီအမကကျတော့အရန်သူတငယ်ချင်းသူ့ကိုစားရပဲထင်တာပေါ့နော်စားရထင်တော့နေဘာလို့ငါ့ကိုစားရလဲငါဒီမှာတယောက်တည်းရေချိုးနေရပေါ့နော်ကြောက်ရတဲ့ကြားနေကဘာလို့လာစားရလဲဆိုပြောရလဲသူတငယ်ချင်းကနေပြောငါဘာမှမလုပ်ဘူးလေငါဆက်ပြကြံလို့သွားယူနေတာငါဒီခန်းထဲမှာလည်းမရှိတာကြာပြီဆိုပြီးပြောရပေါ့နော်နေမစားလို့ဘယ်သူစားမှာလဲပေါ့ဒါပေမဲ့ဘယ်သူမှလည်းမရှိနေဘူးဒီချိန်မှာနေတယောက်တည်းရှိရမဟုတ်လားဆိုပြီးသူကပြောရပေါ့နော်အမှသူတို့နှစ်ယောက်ကအဲ့ဆိုလဲငါလည်းကြောက်လာပြီရဲ့ဆိုပြီးတော့ချက်ချင်းဆိုတယ်လို့ဒါလုံးဝအဆောင်ကန်းကိုမြင်ပြန်ပြေးကြရပေါ့နော်ပြေးကြတော့အမှနေပြီးွားတယ်ပြီးွားတဲ့ခါမှာနောက်တော့ကျတော့ဘယ်လိုဖြစ်လဲဆိုတော့ညဘက်ဆိုလို့ရှိရင်သူတို့ကဂိုင်းချိန်ရှိရလေဂိုင်းချိန်ရှိတော့သူတို့သွားပြီးတော့သူတို့ sub study လုပ်တဲ့အချိန်ရှိရခါကြတော့အဲ့မှာသွားပြီးတော့စားလုပ်ကြရပေါ့နော်ဂိုင်းချိန်ဂိုင်းချိန်စားသွားလုပ်ကြတဲ့ခါမှာဘလို့ဖြစ်ပြန်ပြီလဲဆိုတော့အဲ့ဒီတုန်းကအဲ့ချိန်ညဘက်ကြီးမှာဒီအရှိရနေပြီးတော့လမ်းလျှောက်တဲ့အတန်ကြားရတယ်လမ်းလျှောက်တဲ့အတန်ဆိုတာကသူတို့စာသင်ခန်းကကျတော့လှေကားနဲ့တက်အပေါ်တက်မှာဆိုတော့လှေကားနေတရားရောက်တက်လာတဲ့အတန်ကြားရတယ်ပေါ့နော်သူတို့ကကျတော့ဒီ guide ဆရာလာပြီးလို့ထင်ထားတာပေါ့နော် guide ဆရာလာပြီးလို့ထင်ထားတယ်ဆိုပေမဲ့နောက်တော့ထွက်ကြည့်တော့လဲဘယ်သူမှမရှိနေဘူးဒါပေမဲ့အဲ့ခြေသားကြားနေရတော့မယ်လှေကားကကွာအလိုဆုံးရှိမှရှစ်ထက်ကိုဒီခြေတံကဘာလို့မရက်မနာလေကားတက်နေတဲ့ခြေတံပဲကြားနေရလဲဆိုတာတော့တော်တော်ထူးဆန်းသွားတာပေါ့နော်သူတို့အတွက်ကတော့ဒီရှစ်ထက်မှာနောက်ဆုံးတော့ဘလောက်ပဲတက်တဲ့အဆုံးကိုရောက်မှာပဲလေဒါပေမဲ့အဲ့ဒီအဆုံးကိုမရောက်ဘဲနဲ့လေကားတက်တဲ့ခြေတံတောက်လျှောက်ကိုကြားနေရတာသူတို့ထွက်ကြည့်တယ်ဘယ်သူမှမရှိဘူးခိုက်ဆရာလည်းမလာဘူးပေါ့နော်ဘယ်ဆရာမှလည်းမလာဘူးဒါပေမဲ့ခြေတံကြားနေရတယ်တောက်လျှောက်ကိုကြားနေရလေကားအဆက်မပြောက်တက်နေတာဆိုတော့သူတို့လည်းအရန်ကြောက်ပြီးတော့ညဘက်လည်းမိုးချုံနေပြီဆိုတော့ဘယ်မှလည်းမသွားရဲဘူးနေကြရပေါ့နောက်တော့အဲ့ခြေသားငြိမ်သွားတဲ့အချိန်ကျတော့ဒါဆိုတော့လူတယောက်နေမှာပါပေါ့သူတို့ကတော့သူတို့ကိုသူတို့မကြောက်အောင်လို့ထိန်းပြီးတော့နေကြတယ်လူတယောက်နေမှာပါပေါ့ငါတို့ဘာမှမဖြစ်ပါဘူးဆိုပြီးတော့အဲ့ဒီအချိန်မှာဘလို့ဖြစ်လဲဆိုတော့အခန်းထဲကအဲ့လိုမျိုးပြောနေတဲ့အချိန်မှာပဲအခန်းထဲကတပြက်စီးထားတဲ့နေရာကဘုံဆိုပြီးတော့ပြုတ်ကျသွားတော့တပြက်စီးကသူတို့အရန်လန့်သွားဒီလိုမျိုးညဘက်ကြီးမှာတိတ်ဆိတ်နေတဲ့အချိန်မှာဒီတပည့်စီကြားရတဲ့ဘာလို့အရန်ကိုကွာကျေလောင်နေတာတခန်းလုံးကိုလွှမ်းခြုံသွားတဲ့အတန်မျိုးဖြစ်နေတာ
တပြက်စီတစ်ချောင်းပြုတ်ကြတာလောက်နဲ့အဲ့လောက်ထိအတန်ကျေစရာမလိုဘူးပေါ့နော်ဒါပေမဲ့အတန်အဲ့လောက်ထိကျေသွားတယ်သူတို့လည်းအရန်လန့်ပြီးတော့ဘာလို့ရမှာမသိအကုန်လုံးကြောင်သွားတယ်ပေါ့နော်မဖြစ်နိုင်ပါဘူးပေါ့အမတယောက်ကထပြောတာပေါ့နော်မဖြစ်နိုင်ပါဘူးဒါလေတိုက်လို့ပြုတ်ကြနေမှာငါတို့ခန်းတကားကြီးဖွင့်ထားရဲဆိုပြီးပြောရပေါ့နော်အဲ့လိုပြောနေတဲ့အချိန်မှာပဲသူတို့ကအခန်းအဲ့စာသင်ခန်းရဲ့အခန်းပေါက်က2ပေါက်ရှိတယ်လေ2ပေါက်ရှိတော့ဒီပိတ်လန်းပိတ်ထားပြီးတော့နောက်တော့ကျတော့ဒါအခန်းတကားပိတ်လိုက်ကြမလားပေါ့နော်လေတိုက်တာဖြစ်မယ်ဆိုပြီးတော့အရှိဘက်ခြမ်းကတကားကိုသွားပိတ်တော့မှရှိတယ်နောက်ဘက်ခြမ်းတကားကိုပိုးပိတ်သွားအောင်အဲ့ဒါနဲ့အဲ့လိုလဲပိတ်သွားအားလုံးကအရန်လန့်သွားကြတယ်ဟဲ့ဘာဖြစ်တာလဲမသိဘူးပေါ့နော်ငါထင်တာအဲ့မှာတယောက်ကထပြောရပေါ့နော်ငါထင်တာကတော့ဝင်းမုံပြန်လာလားမသိဘူးဆိုပြီးဝင်းမုံဆိုတာကကြောင့်ခုနကတော့တေွားတဲ့အမကြီးနာမည်ပေါ့နော်အဲ့လိုပဲပေးလိုက်မယ်ပေါ့နော်ဝင်းမုံပြန်လာလားမသိဘူးဆိုပြီးပြောရပေါ့နော်ဆိုဟဲ့ဖြစ်နိုင်ပါမလားငါတို့လေတိုက်လို့ဖြစ်တာမို့လားနင်ကဘာရှောက်ပြောနေရလဲဆိုပြီးတော့အနောက်ကတီတိုပြောတတ်နေရကြားနေရတာပေါ့နော်ဆိုအဲ့နဲ့ခုနကတော့ဘီဘီကိုလာပြောတဲ့အမနာမည်ကိုကြတော့ဆုလက်လို့ပေးလိုက်မယ်ပေါ့နော်ဆိုအမဆုလက်ကနေပြီးတော့နင်တို့ကလည်းဘာရှောက်ပြောနေရလဲဒီချိန်မှာဘယ်လိုဖြစ်နိုင်မှာလဲငါတို့လေတိုက်လို့ဖြစ်တာပါသူများရဲ့ကြောက်နေကုန်ပြီဘာမှမပြောနဲ့ဆိုပြီးတော့အဲ့လိုထားပြောတဲ့အခါမှာအားလုံးမေ့အောင်ပေါ့နော်စာပဲလုပ်ကြဆိုပြီးတော့စာလုပ်ကြရပေါ့နော်အဲ့လိုစာလုပ်နေတဲ့အချိန်မှာပဲခုနကတော့အဲ့ဒီတေွားတယ်ဆိုတဲ့အမောင်းဝင်းမုံရဲ့ထိုင်ကုန်ကဘုံလေးဆိုပြီးထက်ကြသွားပြန်အောင်ဆိုသူတို့အားလုံးလန့်ပြီးတော့ဒီတစ်ခါတော့မရတော့အားလုံးဆီယမခန်းထဲကိုပြေးကြအောင်ပေါ့နော်ဆီယမခန်းထဲကိုပြေးပြီးတော့ဆီယမဟဲ့ဘာဖြစ်ကြတာတော့နင်တို့ဒီလောက်အုပ်စုကြီးပြေးလာတာဘလို့ဖြစ်နေရလဲဆိုပြီးတော့ပြောတော့ဆီယမကနေပြီးတော့အဲ့လိုပြောလိုက်ခါကြတော့သူတို့ကမဟုတ်ဘူးတဲ့အခန်းထဲမှာတကားတွေလည်းပိတ်ကုန်နေတဲ့ပြီးတော့တဲ့ဝင်းမုံရဲ့ထိုင်ကုန်ကလည်းပြုတ်ကျသွားတယ်ဒီချေတဲ့အဲ့ဆိုတော့ဝင်းမုံပြန်လာလားမသိဘူးနော်တဲ့တမျိုးအရန်ကြောက်လို့တဲ့တစ်ချက်စီပြေးလာတာတဲ့အကုန်စူညံနေရပဲတဲ့ဘာမှမသိဘူးတဲ့ဆိုပြီးအဲ့လိုပြောတော့ဆီယမကလည်းမဖြစ်နိုင်ပါဘူးတဲ့နင်တို့ကလည်းဘယ်လိုဖြစ်နိုင်မှာလဲတဲ့ငါတို့ဝင်းမုံကတဲ့ sorry တဲ့ငါတို့အမျှဝေပြီးပြီဒီเจ้าနဲ့မသက်ဆိုင်တော့ဘူးဆိုတာလည်းပြောပြီးွားပြီလေတဲ့ဘယ်လိုဖြစ်နိုင်မှာလဲပေါ့နော်အဲ့ဒါနဲ့သူတို့ကလည်းဆီယမကဲပါတဲ့နင်တို့ကြောက်တယ်ဆိုလို့ရှင်ငါလိုက်ပြီးတော့စောင့်ပေးမယ်တဲ့စာလုပ်ကြတဲ့စာလုံးမဲ့ချိန်စာလုပ်ကြပေါက်ကရပြောပြီးတော့နင်တို့လည်းစာမလုပ်ချင်အောင်မလုပ်နဲ့တော့တဲ့ဆိုပြီးတော့ဆီယမကလည်းစိတ်ပြေလိုက်တော့လို့ရှောက်ပြောပြီးတော့သူတို့အခန်းထဲရှိပြန်ခေါ်လာရပေါ့နော်ပြန်ခေါ်လာတဲ့အချိန်မှာဆီယမလည်းစောင့်ပေးနေရရှိမှထိုင်ပြီးတော့စောင့်ပေးတဲ့အခါမှာကျတော့ဘလို့ဖြစ်ပြန်ပြီလဲဆိုတော့ပြန်လဲရောက်လာအောင်အဲ့မှာပေါ့နော်ဒီစပွဲပေါ်မှာစာအုပ်တွေစုတင်ထားရှိရယ်အဲ့ဒီစပွဲပေါ်မှာစာအုပ်တွေစုတင်ထားတာမဟုတ်ဘူးဆီယမအမှတ်ချဖို့ရှိရဲ့စာအုပ်တွေပေါ့နော်အမြင့်ရှိရယ်ကွာအဲ့စာအုပ်တွေကဆီယမအမှတ်ချနေသူတို့စောင့်နေအဲ့စာအုပ်တွေကလည်းဘာမှလည်းတကားလည်းအကုန်ပိတ်ထားရနော်တကားလည်းအကုန်ပိတ်ထားရက်နဲ့အစာအုပ်တွေကဘုံလေးဆိုပြီးတော့အောက်ကိုပြုတ်ကျသွားပြန်ပြုတ်ကျတာကွာလေတိုင်းလို့ဆိုလဲလုံးဝမပြုတ်ကျနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့စာအုပ်ရဲ့အလေးချိန်ဝိတ်ရှိတယ်စာအုပ်ကလုံးဝတအုပ်ထဲလည်းမဟုတ်ဘူးစာရွက်ပပလေးလည်းမဟုတ်ဘူးကွာစာအုပ်အထူကြီးတို့မှာအမြင့်ကြီးတင်ထားအမြင့်ကြီးဆိုတာတောင်မှပဲဘယ်လိုလဲပြုတ်ကျရလောက်တဲ့အမြင့်မဟုတ်ဘူးဒီအနေတော်လောက်ပဲပေါ့နော်မပြုတ်ကျဘူးပေါ့နော်ဆရာမရင်တော့လည်းစစ်နေကြတယ်ဒါပေမဲ့လုံးဝမပြုတ်ကျခဲ့ဘူးဒါပေမဲ့ဒီနေ့ကျမှဘာဖြစ်လို့အဲ့ဒါကြီးပြုတ်ကျသွားရဲဆိုတဲ့ပုံစံကလည်းတယောက်ကလက်နဲ့ရိုက်ပလိုက်လို့ပြုတ်ကျသွားတဲ့ပုံစံဘေးဘက်ကိုပြုတ်ကျသွားတာပေါ့နော်ဆိုဆရာမကလည်းသူတို့ကြောက်မှာဆိုလို့ငါတတောင်နဲ့တော့ထိုးမိပြန်ပြီပေါ့နော်ဆရာမတော့ကြောက်မှာဆိုလို့ပေါ့နော်ဒါပေမဲ့ဆရာမစိတ်ထဲမှာတော့စဝေးစဝါဖြစ်နေတယ်ပေါ့နော်အဲ့တော့ဆရာမနောက်တော့လေဒီသူတို့အချိန်ပြီးွားပြီစာလုပ်တဲ့အချိန်ပြီးွားပြီဆိုတော့အားလုံးခန်းထဲပြန်ဖို့အတွက်ဆရာမကပြောတယ်ခန်းထဲပြန်ကြတော့ဆိုပြီးတော့ပြောတော့အမှနောက်ဆုံးဆရာမတယောက်ဆရာမကြံခဲ့ရေပေါ့နော်သူတို့အားလုံးကတော့ခန်းထဲပြန်သွားတယ်ဆရာမလည်းကြံခဲ့ရောဆရာမတကားရေးပါပိတ်မီးရေးပါပိတ်ပြီးတော့နောက်တော့ကျတော့ဆရာမလည်းပြန်ရောအဲ့ဒီမီးပိတ်လိုက်တဲ့အချိန်မှာလေအခန်းထဲမှာကျောင်းစိမ့်နဲ့ကောင်မလေးတယောက်ကငုတ်တုတ်ထိုင်နေတာသူ့ရဲ့စပွဲကလည်းဘယ်နေရာမှာထိုင်နေရလဲဆိုဝင်းမုံရဲ့စပွဲမှာငုတ်တုတ်ထိုင်နေတာဆိုဆီယမမီးပိတ်လိုက်တဲ့အချိန်မှာဘာဖြစ်လို့ဒီကောင်မလေးကိုမြင်နေရတာလဲပေါ့နော်ဘာဖြစ်လို့ तू ကဘယ်သူကြံခဲ့ရလဲဆိုဆီယမလည်းဖွင့်ပြီးတော့ကဲပါတဲ့မီးပြန်ဖွင့်ပြီးတော့ဘယ်သူမှငါပြန်ကြည့်လိုက်အောင်ပဲဆိုပြီးတော့ဆီယမလည်းမီးပြန်ဖွင့်ပြီးကြည့်တဲ့အခါမှာဘယ်သူမှမရှိတော့ဘူးအဲ့နဲ့ဆီယမကလည်းမြန်မီးရေးပါပိတ်ပြီးတော့ပေါ့နော်ပြီးတော့ဆီယမသူ့အခန်းသူပြန်သွားတယ်ပြန်သွားပြီးတဲ့အခါမှာနောက်တော့ကြတော့ခုနကတော့မဆုလက်ရဲ့တငယ်ချင်းတယောက်ကကြတော့အိမ်နာသွားကျင်နေဆိုပြီးပြောတာပေါ့နော်ငါအိမ်နာသွားကျင်လို့တဲ့ဆုလက်နေလိုက်ခဲ့ပါလားဆိုတော့ညကလည်း12နာရီခွဲ12နာရီထိုးကန်နေပြီဆိုတော့
အဲ့မှာမဆုလောက်လာတော့ဟဲ့နေရာလဲကိုပေါ့သွားလေငါအရင်အိတ်ချင်နေပြီလေဆိုပြောငါတယောက်တော့မသွားရဘူးတဲ့ကြောက်လို့လေဆိုပြောအဲ့နဲ့သူတို့အဆောင်နဲ့အိမ်သားနဲ့ရကွာသူတို့အဆောင်ကကြတော့ခုနတော့စာသင်ခန်းရဲ့လုံးဝစာသင်ခန်းရဲ့အပေါ်တက်မှာဆိုတော့အိမ်သားကကြတော့ဒီနည်းနည်းသူတို့ခန်းထဲကနည်းနည်းဝေးရပေါ့နော်သွားရတာသူတို့ခန်းတောင်ဆုံးခန်းဖြစ်တဲ့အတွက်အိမ်သားဟိုးဘက်တောင်ဆုံးမှာဆိုတော့သွားရတာဝေးတယ်ဝေးတဲ့ခါကျတော့သူတို့လည်းသွားကြရပေါ့နော်အေးပါတယ်ငါလိုက်ခဲ့ပေးမယ်ဆိုပြီးတော့သွားကြရပေါ့နော်သွားတော့ဘာမှထူးထူးဆန်းဆန်းတော့မဖြစ်သေးဘူးပေါ့နော်သွားတော့ဘာမှထူးဆန်းမဖြစ်သေးပဲနဲ့နောက်တော့ကျတော့ဘယ်လိုလဲဆိုတော့သူတို့အမှသွားပြီးတော့လက်တွေပါဆေးပြီးတော့ပြန်လာတဲ့ခါမှာကွာဒီဘယ်လိုမျိုးလဲဆိုတော့အိမ်သာဘက်ကိုကွာသူတို့ကတော့နောက်လှည့်လိုက်ပြီဒါပေမဲ့သူတို့တယောက်ကစိုက်ကြည့်နေတဲ့ပုံမြင်နေထင်နေရတယ်ပေါ့နော်ပြီးတော့သူတို့ဒီပစ္စည်းအဲ့လိုမျိုးမဆုလက်ကပစ္စည်းကြောက်သွားတော့လှမ်းကောက်လိုက်တဲ့အချိန်မှာအဲ့ဒီအိမ်သာတောက်မှာအဖြူစိမ့်နဲ့မတက်ရက်နေတာတယောက်ရှိတယ်ဆိုတော့အဲ့မှာចောင်းစိမ့်နဲ့အဲ့အိမ်သာတောင်လေးမှာမတက်ရက်နေတာတယောက်တွေ့လိုက်တယ်ပေါ့နော်ဆိုတော့ဒီချိန်မှာသူတို့နှစ်ယောက်ပဲရှိတဲ့ခါမှာဘလို့ဖြစ်လို့ဒီတယောက်ကရှိနေတာလဲပေါ့ဖြစ်ချင်တော့လေအဲ့ဒီမဝင်းမုံတေဆုံးသွားတဲ့မဝင်းမုံဆိုတာကလည်းစပင်ရသွားသူကဒီခါလောက်ရှိတယ်ခါလောက်ရှိရဲ့စပင်ကအဖြောင်လေးဆိုအရက်တရာအရက်မောင်းကလည်းသူကအရက်ရှိနေဆိုအဲ့လိုကွာသူအမြဲတမ်းထားနေကြစပင်ကိုဘေးလေးချထားတဲ့ပုံစံမျိုးလေးနဲ့ရှိနေတာပေါ့နော်ဆိုအဲ့လိုမျိုးဖြစ်တော့သူကငါမျက်စိမှားပါထင်မှာမျက်စိမှားနေမှာပါဆိုပြီးတော့ပြန်လဲကြည့်တော့ဘယ်သူမှမရှိနေဘူးဒါပေမဲ့သူတို့ကမှထွက်လာပြီးတော့ထွက်လာတဲ့အချိန်မှာသူတို့ကဘယ်လိုမျိုးရှိလဲဆိုတော့အိမ်သားကကြတော့ဒီဘယ်လိုပြောမလဲလမ်းဆောင်ပုံစံမျိုးလေဒီဘက်မှာဆိုလို့ရှင်လေအဆောင်ကတသက်ရှိရပေါ့နော်ចောင်းဆောင်တွေတသက်ရှိចောင်းဆောင်မဟုတ်ဘူးဒီအဆောင်အဲ့မှာအိမ်သားတွေကနေထွက်လာကြရပေါ့နော်အိမ်သားတွေကထွက်လာပြီးရဲ့အခါမှာအဲ့မှာဘယ်လိုလဲမဆုလက်ရဲ့တငယ်ချင်းကသူကကြောက်ကြောက်နဲ့ဟဲ့တဲ့ငါနောက်မှာခြေတံကြားသလိုပဲတဲ့ဆိုတော့မဆုလက်ကလည်းမကြားပါဘူးနေတိချာနားထောင်မအောင်လို့ကြားပါတယ်ဆိုတော့မဆုလက်တိချာနားထောင်တဲ့ခါမှာလည်းတကယ်ကြားရတယ်ခြေသားဒုအဲ့လိုမျိုးခြေတံကြားရတယ်ကွာသူတို့နောက်ကနေလိုက်နေတာဖြည်းဖြည်းချင်းလိုက်နေတာသူတို့ကဖြည်းဖြည်းချင်းရှောက်နေတဲ့အတွက်ကြောင့်မို့နောက်ကနေဖြည်းဖြည်းချင်းလိုက်နေအတန်ကြားရတာဆိုတော့အဲ့လိုလဲကြားရအောင်သူတို့ကဟဲ့တဲ့ငါကြောက်လာပြီနော်ဘယ်သူမှလည်းမရှိဘူးနေရာလဲတဲ့တခြားအခန်းကလူနေမှာပါဆိုရင်မဆုလက်ကပြောပါဘောနော်အဲ့ဒါသူတို့လည်းအနောက်လှည့်ကြည့်လိုက်ကောမဟုတ်အဲ့မှာမဆုလက်တငယ်ချင်းကကြောက်ပြီးတော့ဟဲ့ငါအနောက်လှည့်ကြည့်မလားလူဆိုလဲငါအဖော်လေးရတာပေါ့လေဆိုပြီးပြောအေးတူတူလှည့်ကြည့်ကြမယ်လေဆိုပြီးတော့မဆုလက်နဲ့သူ့တငယ်ချင်းနောက်လှည့်ကြည့်လိုက်တဲ့ခါမှာသူတို့ကလည်းကြောက်ကြောက်နဲ့ဖြည်းဖြည်းချင်းပဲလှည့်ကြည့်ရဲပေါ့နော်လှည့်ကြည့်လိုက်တဲ့ခါမှာလုံးဝကိုမဝဲမဖြစ်နေတာမျက်နှာကွာလုံးဝမမြင်ရဘူးကွာသူကတက်ကြိတ်ပါခံထားရတဲ့ကြောင့်မို့မျက်နှာကလုံးဝကြည်နေတဲ့ခါကျတော့လုံးဝမမြင်ရဘူးဒီတိုင်းမတက်ကြီးရက်နေပြပေါ့နော်အဲ့တော့သူတို့နှစ်ယောက်လည်းလက်မျိုးပြေးပြီးအခန်းထဲရောက်တခြားတငယ်ချင်းတို့ပြီးဟဲ့တယ်ငါဝင်းမုံတွေးခဲ့တယ်တဲ့လောက်ပါအောင်တဲ့ငါအရန်ကြောက်နေပြီဆိုပြီးတော့အဲ့မှာမဆုလက်တငယ်ချင်းဖျားသွားတာနောက်နေ့ကျတော့အရန်ကြောက်ပြီးတော့လေအဲ့ဒါနဲ့နောက်နေ့တွေကျတော့လေကွာဒီလိုတွေပဲဆက်ဖြစ်နေရင်ဒီမဝင်းမုံကိုအမြဲတမ်းတွေ့နေရဆိုရင်တခြားသူတွေလေကွာတိုင်နောက်မှာမတက်ရက်နေရကိုလည်းတွေ့ရတယ်မျက်နှာပြောင်ကြီးနဲ့အဲ့လိုမျိုးတွေ့ရတဲ့ဟာရှိတယ်အိမ်သားထဲမှာတွေ့ရတာမျိုးရှိတယ်တချို့ဆိုလို့ရှိရင်အိမ်သားတကားဖွင့်လိုက်တာကိုမဝင်းမုံကမတက်ကြီးရက်နေတဲ့ဟာကြီးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာနောက်ဆုံးကျတော့အရန်လဲဒီတောင်းသားတွေရဲ့ complain ကလည်းအရန်တက်နေပြီကွာတရေရန်6တယ်ဆိုပြီးတော့အဲ့ချိန်မှာဆရာတွေကလည်းဒါဆိုရင်တော့မဖြစ်တော့ငါတို့အလူတန်းထက်လုံးမရမယ်ဆိုပြီးတော့ပြောတာပေါ့နော်အလူတန်းထက်လုံးမရမယ်ဆိုတော့ဒီအဲ့လိုပေါ့နောက်နေ့ကျတော့အများဝေမဲ့ဘာညာစီစဉ်နေရဖုန်းလေးပါပင့်ပြီးတော့နောက်နေ့စီစဉ်ပြီးတော့ဒီနေ့ကျတော့ကွာအဆောင်ကလူတွေစုပြီးတော့ဒီချက်ကြရပေါ့နော်အလူတန်းလေးလုပ်မယ်ဆိုပြီးတော့အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ချက်နေတဲ့အဲ့လိုမျိုးပေါ့နော်စုချက်နေတဲ့တဲမှာအမားတယောက်ကိုဝင်ပူးတာသူ့ကိုအများမဝင်နဲ့ပေါ့နော်သူအများမလိုချင်ဘူးတဲ့သူအများမလိုချင်ဘူးသူလိုချင်တာကသူဒီเจ้าမှာသူကအရန်စားတော်တာလीစားတော်တဲ့ခါကျတော့သူကအမြင်အစင်းသေးရဖို့ပဲစူးစမ်းနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအရာကိုသူရန်ဆွဲနေတာသူကလည်းဆရာဝန်ဖြစ်အောင်လုပ်ရအောင်ပါတဲ့သူအခုလိုဖြစ်သွားတော့သူအရန်ယူကျုံမရဖြစ်တယ်ဆိုပြီးသူငိုပြီးတော့ပြောတာပေါ့နော်ဝင်ပူးပြီးတော့သူ့ကိုလည်းအများမဝင်နေတဲ့သူစာရီအများကြီးလောက်ရအောင်မယ်တဲ့သူဆရာဝန်ဖြစ်အောင်လုပ်ရအောင်မယ်သူမိဘတွေကိုသူလှုပ်ကြွေးရအောင်မယ်ဆိုပြီးသူအဲ့လိုပြောတာပေါ့နော်ဆိုငိုပြီးပြောတာပေါ့နော်သူအများမဝင်နဲ့မကြိုက်ဘူးလို့ဆိုပြီးအပစ္စည်းတွေအကုန်လုံးကွာမှောက်ချတာကွာအလူမာလူမဲ့ပစ္စည်းတွေအကုန်လုံးအဲ့လိုဝင်ပူးပြီးတော့အကုန်တောင်းကျမ်းတာပေါ့နော်တောင်းကျမ်းပြီးတော့အဲ့ဒါနဲ့ဆရာမကလည်းဒီပရိတ်ကျိုးလေးပေါ့နော်ပရိတ်ကျိုးလေးကိုယူပြီးတော့ပရိတ်ကျိုးလေးကိုယူပြီးတော့ပတ်လိုက်ပြီးတော့ပတ်ပေးလိုက်တာတော့မှပဲသူကတော်တော်နဲ့မထွက်ချင်သေးဘူးပေါ့နော်ပြီးတော့သူအရန်ကြောက်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့သူ့အမောင်ထဲမှာပဲသူအမြဲနေရတာပေါ့နော်သူအရန်ကြောက်တယ်တဲ့အဲ့ဒီအမောင်ထဲကလည်းထွက်ချင်တယ်တဲ့ပြီးတော့တငယ်ချင်းနဲ့လည်းသူစာတူတူပြန်လုပ်ချင်တယ်ဆိုပြီးသူကပြောနေတာပေါ့နော်
အဲ့နဲ့ပေါ့နော်အဲ့နဲ့ဆရာမတွေကလည်းဖြောင်းဖြပြီးတော့သူ့ပြောတဲ့အခါမှာသူအဲ့ PH ကျိုးလဲဆွဲလိုက်တော့နည်းနည်းလွတ်သွားကျွတ်သွားတယ်ပေါ့နော်နောက်နေ့ကျအမြရပါဝေတော့နောက်တော့ကျမတွေ့တော့ဘူးပေါ့နော်သူ့ကိုလေနောက်တော့ကျထူးဆန်းတာလည်းမရှိတော့ဘူးဆိုတော့သူကျွတ်သွားပြီထင်ပါတယ်ဒါကတော့ BB ဘက်ကမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးတစ်ခုပါဒီပေါ်အဓိကတော့အဲ့ဒါပါလဲဆိုအစွဲပေါ့သူမချွတ်ဘူးဆိုတော့သူကိုယ်ရမ်းလေချင်းဆောင်ချွတ်ချင်တဲ့စိတ်သူ့မှာမရှိဘူးဟုတ်ဆိုရင်သူကိုယ်ရမ်းလေတာအစွဲတော်လေးကြီးမှန်တော့ရှင်လည်းဟုတ်ပါတယ်ဒီလူတော်တော်မြောက်အခုဒီစီစီတို့အသက်ရှင်နေကြရဲဆိုတာလည်းအကုန်လုံးကမျောလင်းချက်ပေါ့နော်မျောလင်းချက်ဆိုရဲအဲ့လိုမျိုးဟာရှိလို့ကအသက်ရှင်နေရပြီးတော့အလုပ်တွေလုပ်နေရဥပမာဆိုရင်တော့မှကိုတနေ့နဲ့တနေ့ထမင်းမမှန်စားဖို့အတွက်အလုပ်လုပ်ကောင်းမယ်ဆိုရင်မျောလင်းချက်ရှိရောအဲ့ဒီတိုင်းပဲဒီလိုမျိုးရီမန်းချက်ကြီးရဲ့သူတွေပါလည်းရှိရောအဲ့ဒါကြောင့်တော်တော်များများပြောရလေအစိမ်းတွေပေါ့နော်အစိမ်းသူဆိုလို့ရှိရင်ဒါအစိမ်းတွေပုံစံဖြစ်သွားတာပေါ့အစိမ်းတွေဆိုလို့ရှိရင်ဟုတ်တယ်အဲ့လိုအစိမ်းတွေဆိုလို့ရှိရင်ဘလို့ချွတ်ချွတ်တိတ်ပြီးတော့မချွတ်ဘူးလို့ပါတော့အဲ့လိုပြောရလေအဲ့လိုဆိုဒီပေါ့နော်စီအထင်ဆိုလို့ရှိရင်တော်တော်များများကဥပမာပေါ့နော်ယောဂဖြစ်တဲ့လူဆိုရင် तू တည်တော့မယ်ဆို तू တည်ရပါတည်ရတဲ့ကြောင့် तू ကြိုပြီးတော့ပြင်ဆင်လာရမယ်ဆိုတဲ့ဟာကို तू ပြင်ဆင်လာတယ်ဒါပေမဲ့အဲ့ဒီအစိမ်းတွေအနေနဲ့မတော်တဆဖြစ်ပြီးတော့စက္ကန့်ဝိုင်းတွေအတွင်းဆုံးသွားတဲ့လူတွေကြတော့သူတို့မှာဘာမှမလုပ်လိုက်ရသေးတဲ့ဟာတွေအများကြီးရှိရောပြီးတော့လည်းသူတို့စိတ်ကိုသူတို့မပြင်ဆင်နိုင်ခဲ့ဘူးတော့အဲ့လိုဆိုတော့တာမန်ထက်ပို့ပြီးတော့အစွဲလန်းကြီးရောအဲ့လိုပုံစံမျိုးဖြစ်တယ်ထင်ပါတယ်အခုလည်းကြည့်လေဒီအမြဝင်ပေးမယ်ဆိုရင်တော့မှသူကိုယ်တိုင်ကအမြဆိုတဲ့ဟာကိုမလိုချင်ဘူးပေါ့အဲ့လိုပုံစံမျိုးဟုတ်တယ်နော်ဒါကတကယ်တော့အစွဲလမ်းပေါ့နော်တချို့ဆိုလည်းဒါခဏခဏလည်းကြားဘူးလေတချို့ဆိုလို့ရှိရင်အလုတ်ဆွဲပြီးတော့လေအလုတ်မှာဗီဒီယိုလည်းတွေ့ဘူးလေအရင်တော့ကလေဒီအလုတ်မှာအလုတ်တွေလုပ်နေတာပေါ့နော်ညာဘက်ဒီမှာလေအဲ့လိုမျိုးရှိရဆိုတော့ပုံမှန်တိုင်းသွားလာပြီးတော့သူတို့ကိုသူတို့တေမှန်းမသိတာအဲ့လိုပုံစံမျိုးဒါပေမဲ့ဒီအမကျတော့သူကတေမှန်းသိပြီးတော့သူ့ဘာသာသူမကျွတ်ချင်တာပေါ့နော်သူလှုပ်ရှားရအများကြီးရှိသေးတယ်ဆိုတော့စိတ်ဆွဲရအဲ့ဒါကြီးကတော်တော်လေးကိုစိုးပါတယ်တကယ်တမ်းကြောက်နော်ဒီမှာအဓိကအဖြစ်တော့ဒီဆွဲလန်းတာမကောင်းဘူးပေါ့နော်မကောင်းလို့ပြောလို့ပေါ့ဟိုဒီကျဲတို့ကဆွဲလန်းမှုတွေပျောက်သွားပြီလားလို့မေးမှာပေါ့တကယ်တမ်းကျတော့ကျဲတို့မှလည်းဒီဆွဲလန်းမှုဆိုတာရှိရောအဓိကတော့ညာတော့အပြင်ကိုယ်စိတ်ကိုပဲနိုင်အောင်ထိန်းရမယ်ထင်ပါတယ်ဟုတ်တယ်တော်တော်များများကဒီကြားဘူးတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်လည်းဒီတေဆုံးကန်နေချိန်နီးအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ထားပါတော့ဒီသားသမီးတွေကိုစိတ်မချတာပစ္စည်းဥစ္စာတွေစိတ်မချတာစသဖြင့်ပေါ့နော်အဲ့ဒါတွေကပို့ပြီးတော့ကိုယ့်ရဲ့နောက်သွားမဲ့ဒီနေရာကိုပေါ့အနောက်ရှက်ဖြစ်စေတယ်လို့တော့ကြားဘူးပဲပေါ့နော်ဒါတော်တော်များများတော့ဆွဲလန်းကြအရာရာစိတ်မချဘူးပေါ့နော်သားသမီးဆိုလည်းသားသမီးပေါ့နော်ငါသားသမီးငါမရှိအဆင်ပြေပါမလားဆိုရဲအဲ့ဆွဲလန်းစိတ်တွေကလည်းဒီလိုဘယ်လိုပြောမလဲကိုဘဝကောင်းဒီဘဝကူကောင်းမှုအတွက်ကနည်းနည်းအခက်ခဲလေးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့အားကြောင့်မို့လို့အကုန်လုံးဆိုလို့ရှိရင်တော်တော်များများတချို့တွေဆိုလို့ရှိရင်လုံးဝကွာဒီတေဆုံးကန်ဒီဖြစ်နေတဲ့သူရဲ့နာမှာလုံးဝမငိုဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တရားကိုပဲဖွင့်ပေးထားရပေါ့နော်လုံးဝမငိုဘူးဒါကလည်းမငိုဘူးဆိုတော့သူတို့ရဲ့အတန်မကြားရင်တော့ဘာပဲဖြစ်ဖြစ်ဒီတရားတွေကိုအာရုံစိုက်နိုင်မယ်ပေါ့နော်သူတို့စိတ်မချမဖြစ်နိုင်အောင်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီဟာလည်းဒီတေဆုံးသူရဲ့စိတ်ပေါ်မှာပဲမူတည်ရပေါ့နော်သူဆွဲလန်းနေရဆိုလို့ရှိရင်ဘယ်လို့မှဖျောက်လို့မရအောင်လေဒါဒီဘယ်လိုပြောမလဲခုနကတော့မဝိမုံဆိုလို့ရှိရင်လည်းသူကဘလောက်ဘေးဒီเจ้าမသာမရှိတော့ပေမဲ့သူအိမ်ရောက်သွားလားဘယ်လိုမျိုးလဲဆိုတာတော့ထပ်ပြီးတော့မသိရဘူးပေါ့နော်ဆိုတော့တချို့ဆိုလို့ရှိရင်နှစ်ပေါင်းများစွာကိုမကြုံမလို့ဖ ೇನೆ ရှိနေတဲ့ပရလောကတွေလည်းအများကြီးရှိရဆိုတော့ဒီဆွဲလန်းစိတ်တစ်ခုကြောင့်လည်းအဲ့လိုဖြစ်နေကြတာပေါ့နော်ဟုတ်တယ်ဟုတ်ဆိုတော့တကယ်ကြောက်လဲခတ်ပါရဲ့လွယ်တယ်လို့တော့မပြောပါဘူးဟိုများသောအားဖြင့်ပေါ့နော်ဒီအစီအတန်းဖြစ်ပဲနေရုပ်တရက်ကြီးသွားရမှာမဟုတ်ဘဲနဲ့ပြင်ဆင်ပြီးတော့သွားနိုင်တော့ကောင်းတယ်ဆိုတော့ပြီးတော့မနိုင်တော့လို့ရှိရင်ဒီစီစီတို့တော်တော်များကတရေတွေဝိညာဉ်တွေဆိုတာကိုတောက်ကြရပါဘောခုနဆိုလဲဒီမဝိမုံပေါ့နော်မဝိမုံရဲ့ခန္ဓာကိုယ်ကသူ့ရဲ့ဒီတေဆုံးသွားတဲ့အခါမှာပျက်စီးသွားတယ်ကွာပျက်စီးသွားတဲ့အတွက်ကြောင့်သူဒီလိုမျိုးဖြစ်သွားတယ်ကွာဖြစ်သွားတဲ့အတွက်ဒီလိုရုပ်ပျက်စီးပြဟာကြီးကွာကြောက်ကြရကွာဒါလူတွေကကြောက်ပြီးတော့ထွက်ပြေးကြတယ်တကယ်တမ်းကျတော့အရန်တနာဖို့ကောင်းတယ်ပေါ့နော်ဒီတရေတစီဆိုတာသူတို့မှဆိုလဲဒီဆွဲလန်းမှုပဲဖြစ်ဖြစ်ဥပမာတယောက်ယောက်ကိုစိတ်မချလို့ပဲဖြစ်ဖြစ်
အခုဆိုလဲသူ့ရဲ့ရှင်မှန်းချက်တွေမပြည့်သေးလို့ပေါ့မပြည့်သေးလို့သူမသွားနိုင်ဘူးဆိုတဲ့ဟာမျိုးပဲဖြစ်ဖြစ်အမျိုးမျိုးပေါ့နော်သူတို့ရဲ့စိတ်ကြီးကိုခဏခဏနှိမ့်ဆက်နေတဲ့အရာကြီးရှိကြတယ်ကွာရှိတဲ့အတွက်ကြောင့်သူတို့ဒီဘဝကြီးကိုတော့မှပြောမယ်ဆိုလို့ရှိရင်ဒီတရေတို့ဝိညာဉ်တို့ဆိုတာသူတို့ရဲ့ဘဝကဒီလူသားတွေထပ်ပို့ပြီးတော့ခက်ခဲရပေါ့အခုဒီစီစီတို့ဆိုရင်ဟိုလမ်းလျှောက်သွားမယ်ဆိုရင်လမ်းလျှောက်စရာလမ်းရှိတယ်ကွာဒါလမ်းရှိတယ်သွားစရာခရီးရှိတယ်နေစရာအိမ်ရှိတယ်ကွာဒါပေမဲ့အဲ့လိုမျိုးဒီမဝင်းမုံတို့လိုမျိုးဒီတရေအဲ့လိုပုံစံတွေကြတော့သူတို့ရဲ့ပိုင်နဲ့ဆိုတာလည်းရှိသေးတယ်ပြီးတော့သူတို့လွတ်လွတ်လပ်သွားပိုင်ခွင့်လည်းမရှိဘူးကွာအရန်ဟိုမှာအဲ့လိုမျိုးစိတ်ညစ်စရာကောင်းမဲ့ဘဝကြီးပေါ့အဲ့လိုဘဝကြီးမှာ तू ကဒီလိုနေဖို့ရွေးချယ်ဆိုကြတဲ့က तू တော်တော်လေးတနာဖို့ကောင်းတယ်ပေါ့ကွာအဲ့လိုဆိုတော့ဒီကတခါလေကြားလို့ရှိရင်တချို့ပေါ့နော်ဒီတရေတစီတွေ့ရဆိုတဲ့အခါမျိုးမှာဖြစ်ဖြစ်အဲ့လိုကိုကအရင်ဆုံးကြောက်စိတ်ကိုအရင်မတွေးဘဲနဲ့ပေါ့သူတို့ကငါပါကူညီပေးနိုင်မလဲတချို့ကျတော့လည်းကွာတကူတကကြီးတမင်တက6တာမျိုးလည်းရှိတယ်တချို့ကျတော့လည်းသူတို့လွတ်မြောက်ခြင်းလို့သူတို့အမျှပေးရလိုချင်လို့ကအဲ့လိုမျိုး6ကြတာဆိုတော့အမျိုးမျိုးပဲရှိပါတယ်โอเคအဲ့ဆိုရင်ပေါ့နော်ဒီနေ့ဒီ PP နဲ့ CC တို့ရဲ့ထုတ်ဝေးအစီအစဉ်ကတော့ပြီးတော့ပါပြီနောက်ဖက်ဒီမှာလည်းပေါ့နော်ဒီထက်ပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့အကြောင်းအရာတွေဖြစ်ရမှန်တွေအများနဲ့တင်ဆက်ပေးသွားမှာမို့လို့စောင့်ကြည့်ပေးကြပါဦးထပ်ပြီးတော့ပေါ့နော်ထပ်ဆောင်အနေနဲ့ကိုရိုင်းကကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်ဒီကိုရိုင်းကြုံတွေ့ခဲ့ရတဲ့အဲ့လိုမျိုးတရေဒီအဲ့လိုဖြစ်စဉ်တွေရှိရဆိုရင်လည်းဒီမင်းတို့ရဲ့ဒီ page ကိုတိုက်ရိုက်လာဆက်သွယ်ပြီးတော့ပေးနိုင်ပါတယ်ကျမတို့ရဲ့နောက်ပတ်တွေမှာရောဘလို့ခေါင်းစဉ်တွေနဲ့ဘလို့အကြောင်းအရာတွေကိုဆွေးနွေးသွားမလဲဆိုတာကိုကျမတို့ရဲ့ Topic S ဆိုတဲ့ channel လေးကိုအပတ်စဉ်ဗုဒ္ဓဦးနေ့ည9:00 နာရီမှာစောင့်မျှော်ကြည့်ရှုပေးလို့ရပါတယ်ရှင်။အခုလိုမျိုးအချိန်ပေးပြီးကြည့်ရှုပေးခဲ့ကြတဲ့ဒီဦးတယောက်ချင်းစီကိုကျမတို့ဘက်ကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။